ဒီလူဟာကဘာပေါ်မှာအမာဆုံးကြေးဝါခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးအစိတ်ရှိတဲ့ကင်းမီကောင်းတဲ့ကင်းချေများတွေစီကအစိတ်တွေကိုလက်ဖွားတဲ့စူးစီးထားတာကြောင့်ကဘာပေါ်မှာအတန်မာဆုံးတိုင်းသမားဖြစ်နေတာပါမက်ခါသူ့ကိုကစားချေဖို့ပြန်လာခဲ့ပေမဲ့ဓာတ်နဲ့ခုတ်လိုက်တဲ့အခါကြေးဝါခန္ဓာကိုယ်ကြောင့်ဓာတ်ပါကျိုးသွားခဲ့ပါတယ်အဲ့ဒီနောက်တိုင်းဆရာကမက်ကိုအကန်ခံလိုက်ရပြီးအစိတ်ပါတဲ့လက်ဖွားနဲ့ထိုးနှက်လိုက်တာကြောင့်မက်ခရဲ့ခန္ဓာကိုယ်တစ်ခုလုံးမင်းနဲ့သွားပြီးမြစ်ထဲကိုလွှင့်ပစ်ခံလိုက်ရပါတယ်မက်ခသတိရလာတဲ့အခါသူ့ရဲ့ညာဘက်လက်ဟာဒဏ်ရာရသွားပြီးထမင်းပကံတောင်မကင်နိုင်တော့ပါဘူးမက်ခါလက်စားချေဖို့တစ္ဆာပြုလိုက်ပြီးလက်ယုံအင်အားပြန်ရဖို့ငကားလက်တဲ့တိုင်းပညာကိုစတင်လေ့ကျင့်ခဲ့ပါတယ်ပေါင်84တဲ့တစ်သားတိုင်တွေနဲ့နေတိုင်းလေ့ကျင့်ခဲ့ပြီးနှစ်ကြာပြင်းထန်လေ့ကျင့်ပြီးနောက်မှာတော့ဒီတိုင်းပညာကိုကျွမ်းကျင်စွာတက်မြောက်သွားခဲ့ပါတယ်သူဟာတစ်ပင်ဟောင်းကြီးတွေကိုရန်သူရဲ့ကြေးဝါခန္ဓာကိုယ်လိုသဘောထားပြီးလက်နဲ့တင်ခွဲချမ်းပြစ်နိုင်ခဲ့ပါတယ်တနေ့မှာလေ့ကျင့်နေတော့ကောင်းကင်မှာပြန်တန်းနိုင်တဲ့မြင်မာတဲ့တိုင်းဆရာကြီးနှစ်ယောက်ကိုတွေ့လိုက်ရလို့မက်ခါတပိတ်ခံဖို့နောက်ကနေလိုက်သွားခဲ့ပါတယ်တိုင်းဆရာကြီးတွေရဲ့တပိတ်ဖြစ်ဖို့အတွက်စစ်နက်ဖျားကိုအနိုင်ယူရမှာဖြစ်ပါတယ်စတင်တိုက်ခိုက်ချိန်မှာမက်ခါအလွန်အားနည်းလွန်းတာကြောင့်စစ်နက်ဖျားရဲ့အင်ဂျီစကူတောင်မထိနိုင်ပဲလွယ်လွယ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်တိုးတော့မက်ခါလက်မလျှော့ပဲနေတိုင်းစိန်ခေါ်ခဲ့ပြီးရှုံးနိမ့်မှုတိုင်းကနေတင်ကန်းစာယူကာပုံမူတမ်းမာလာခဲ့ပါတယ်လာပေါင်းများစွာလေ့ကျင့်ပြီးနောက်မှာတော့မက်ခါစစ်နက်ဖျားကိုအနိုင်ယူနိုင်ခဲ့ပါတယ်ခုချိန်မှာတော့သူ့ရဲ့တခုတည်းသောပန်းတိုင်ဟာထိုအစိတ်တိုင်းဆရာပဲဖြစ်ပါတယ်။ရန်သူပေါ်လာတာနဲ့မက်ခရဲ့လက်နက်ကိုကန်ထုတ်လိုက်ပြီးတိုက်ပွဲစတင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့မက်ခဟာအရင်လိုမဟုတ်တော့ပါဘူး။ရန်သူကအစိတ်တိုင်းပညာနဲ့ထပ်မံတိုက်ခိုက်ပေမဲ့မက်ကတိုက်ကွက်တိုင်းကိုခုခံနိုင်ခဲ့ပါတယ်။ရန်သူကနောက်ဆုံးတိုက်ကွက်ထုတ်သုံးချိန်မှာမက်ခါတန်ကြိုးကိုလက်မှာပတ်လိုက်ပြီးအားကုန်ထိုးနှက်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ရန်သူရဲ့အစိတ်တိုင်းပညာဟာအလုံးမလုံးတော့ပါဘူး။တိုက်ကွက်ပေါင်းများစွာဖလှယ်ပြီးနောက်မက်ခါငကားလက်သေးတိုင်းနဲ့ရန်သူရဲ့ကြေးဝါခန္ဓာကိုယ်ကိုထိုးဖောက်ကအပြတ်သက်အနိုင်ယူလိုက်ပါတော့တယ်။